22ရက်4လ2025အင်္ဂါနေ့ညပိုင်းမှာရှင်ပြိုင်ကစားကြမဲ့အမှတ်ပေးပွဲစဉ်တွေရဲ့စိတ်ကြိုက်ရွေးချယ်မှုကနေပြီးတော့ကြိုဆိုလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါကြော်ကြီးတဲ့ Master Facebook Page နဲ့ YouTube Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ကြော်ကြီးပါဒီနေ့မှာဆိုရင်တော့အင်္ဂါနေ့ဆိုတော့အမှတ်ပေးကစားကြမဲ့ပွဲစဉ်တွေဒါအကြိုကစားကြမှာပေါ့ပွဲစဉ်ကတော့အရန်ကြီးတော့မရှိဘူးဒီအင်္ဂလန်ပရီးမီးယားလိမှာဆိုရင်တစ်ပွဲရှိမယ်လာလီဂါမှာ2ပွဲရှိမယ်ပြီးတော့ဒါလီဂူ1မှာတစ်ပွဲပေါ့အဲ့ဒီထဲမှာကျွန်တော်ဒါအမြဲတမ်းလို့ရွေးချယ်ပေးနေကြအတိုင်းကျွန်တော်အကြိုက်ပွဲစဉ်လေးတွေကိုဒီနေ့မှာလည်းထပ်ပြီးတော့ဒါရွေးချယ်ပြောပြပေးသွားမှာဖြစ်ပါတယ်မနေ့ကတော့ဒါညီကိုတွေအားလုံးအဆင်ပြေကြမယ်လို့တော့ထင်ပါတယ်မနေ့ကဒါကျွန်တော်ရဲ့ရွေးချယ်မှုမှာဆိုရင်တော့မနေ့က3ပွဲရွေးချယ်ပေးတဲ့အနေထားမှာကျွန်တော် Nottingham Forest အပြည့်ရတယ်ပြီးတော့ဒါ Real Betis ဆိုရင်လည်းပဲ 1-3 ဆိုတော့ဒါအပြည့်စားရတယ်ပေါ့ဗျာ 1-3 ဆိုတော့ AC စားရတာပေါ့ပြီးတော့ဒီ Italy Serie A ကပွဲကတော့ပွဲပြတ်သွားတာဖြစ်တဲ့အတွက်ဒါထားတော့3ပွဲပေးတဲ့အနေထားကိုဒါ2ပွဲကစားတဲ့အနေထားမှာ2ပွဲလုံးဒါ all win ရလက်ပိုင်ဆိုင်ထားတယ်ပေါ့အဲ့တော့ဒီနေ့မှာလည်းပဲမနေ့ကထက်လမ်းရအောင်လို့ကျွန်တော်ဒါအကောင်းဆုံးအနေနဲ့အတက်နိုင်ဆုံးဒါ special ရွေးချယ်ပေးထားဖြစ်ပါတယ်โอเคအဲ့တော့စလိုက်အောင်ဗျဒီနေ့မှာတော့ဒါပထမဆုံးအနေနဲ့ရွေးချယ်ပေးထားတဲ့ပွဲစဉ်ကတော့အင်္ဂလန်ပရီးမီးယားလိဂ်ကဒါချန်ပီယံလိဝင်ခွင့်ရဖို့အတွက်စ조사ရမယ့်အသင်းနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုဖြစ်တဲ့မြန်မာစံတော်ချိန်1:30မိနစ်မှာကစားကြမယ့်မန်စီးတီးနဲ့အက်စတွန်ဗီလာရဲ့ပွဲစဉ်လေးကိုပြောပြပေးသွားပါမယ်ဒီပွဲစဉ်မှာဆိုရင်တော့အရှင်မန်ချက်စတာစီးတီးကတော့ level အပြည့်ရှုံးဂိုးပေါင်းဈေးမှာဆိုရင်တော့3လုံး50ရှုံးဆိုပြီးတော့ဖွင့်ထားတာကိုတွေ့ရပါတယ်အဲ့တော့လက်ရှိဒီနှစ်သင်းလုံးကတော့ဒီဥရောပဝင်ခွင့်ဒီချန်ပီယံလိအတွက်ကိုလုံးပန်းနေရတယ်ဗျာအေဘီလာဆိုရင်လည်းပဲဒါချန်ပီယံလိမှာဒီကွာတာဖိုင်နယ်မှာနှုတ်ဆက်ထွက်ခွာသွားတာဖြစ်တဲ့အတွက်လက်ရှိသူလည်းပဲဒါလက်ရှိအဆင့်9ရောက်နေတယ်ဗျာ58မှတ်အဆင့်9ဆိုတော့သူကလည်းပဲဒါလက်ကျန်ပွဲစဉ်လေးတွေကိုအကောင်းဆုံးကြော်ဖြတ်နိုင်မယ်ဆိုလို့ရှိရင်ဒီဥရောပဝင်ခွင့်တနေရာစာအတွက်ကိုမျှော်လင့်လို့ရတယ်လက်ရှိကတော့အဆင့်9ဆိုတော့ဥရောပဝင်ခွင့်နဲ့တော့ဒါရောက်ရှိမနေဘူးအဆင့်6ကဒီချက်စီကလည်း58မှတ်ဒီဂိုးကွာချချက်နဲ့ဒါသူအဆင့်အောက်ကိုရောက်နေတာအဲ့တော့ဒီပွဲစဉ်မှာလည်းပဲအေဘီလာအသင်းအနေနဲ့အကောင်းဆုံးစ조사လိမ့်မယ်အိမ်ဝင်ကစားမဲ့ဒီမန်စီးတီးကတော့58မှတ်တစ်မှတ်ပဲကွာတယ်ဗျတမက်ကွာနေတဲ့အသင်းနှစ်သင်းရဲ့ဒါထိပ်တိုက်တွေ့ဆုံမှုဖြစ်တဲ့အတွက်နိုင်သွားတဲ့အသင်းကတော့ဒါအဆင့်4လောက်အထိကိုတက်သွားမှာဖြစ်တယ်အဲ့တော့ဒီပွဲစဉ်ကနှစ်သင်းလုံးဒါစ조사ရမယ့်ပွဲစဉ်ပါပြီးတော့ဒါတခုရှိတာကအင်ရှင်မန်ချက်စတာစီးတီးအသင်းကလည်းပဲဒါဒီပွဲစဉ်ကစားပြီးလို့ရှိရင် FA Cup ဒီဆီမီဖိုင်နယ်ပေါ့ FA Cup ဆီမီဖိုင်နယ်မှာဒီ Nottingham Forest နဲ့အဝေးကွင်းကစားရမယ်ဒီအေဘီလာအသင်းကလည်းပဲဒီ FA Cup ကိုပဲဒီပွဲစဉ်ကစားပြီးလို့ရှိရင်ဒါခရစ္စတယ်ဘဲလီကိုအဝေးကွင်းကစားရမယ်အဲ့တော့ဒီနှစ်သင်းလုံးကဒါအခုလက်ရှိယာတီမှာဒီယာတီမှာဆိုလို့ရှိရင်ဒါနှစ်သင်းလုံးအောင်မြင်မှုအနေအထားမှာဆိုလို့ရှိရင်ဒါအခု FA Cup မှာဆီမီဖိုင်နယ်အထိတက်လန်းထားနိုင်တဲ့အနေအထားမျိုးမှာလက်ရှိဒီယာတီမှာဖလားတစ်လုံးလက်စုပ်လက်ကင်ရရှိဖို့အရေးအတွက်ကိုဒါစ조사ရမယ်ဗျာအဲ့တော့မန်စီးတီးအသင်းဆိုရင်လည်းပဲဒါဒီယာတီကတော်တော်အဆင်မပြေတဲ့ယာတီမျိုးမှာဒါလက်ရှိဒီဖလားကိုပဲပို့ပြီးတော့ကိုဒါဖလားမဲ့ယာတီကိုကြော်ဖြတ်ဖို့ရာအတွက် FA Cup ဖလားကသူတို့အတွက်ဒါတကယ်ကိုမျှော်လင့်ချင်စရာအကောင်းဆုံးပါ၄သင်းပဲရှိတဲ့အနေအထားမျိုးမှာ Nottingham Forest ရဲ့ Crystal Palace ရဲ့ Avila ရဲ့ပဲရှိတယ်ဒီ3သင်းကိုကြော်ဖြတ်နိုင်ပြီဆိုရင်ဒီမန်စီးတီးကလည်းပဲဒါ FA Cup ဖလားရမှာဗျအဲ့တော့ဒါနောက်ထပ်ကစားရမယ့်ပွဲစဉ်ကိုလည်းပဲဒါနှစ်သင်းလုံးကအာယုံဆိုင်လာနိုင်တယ်ဗျဒါပေမဲ့ဒီနေ့ကစားရမယ့်ပွဲစဉ်မှာဆိုရင်လည်းပဲဒါနှစ်သင်းလုံးကဥရောပအတွက်ကိုလည်းထပ်ပြီးတော့ဒါအာယုံဆိုင်ရမယ်နှစ်သင်းလုံးရဲ့လက်ရှိခြေစွမ်းအရမှာဆိုရင်တော့ဒါမန်စီးတီးအသင်းကအခုနောက်ပိုင်းမှာဆိုရင်တော့နည်းနည်းရတန်မှန်လာခဲ့တယ်ဒါနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာဆိုရင်လည်းပဲသူ့အနေနဲ့9ပွဲလုံးရှုံးပွဲရှိမထားဘူး United နဲ့ပွဲစဉ်ကိုပဲတည်ကြခဲ့တာကျန်တဲ့ပွဲစဉ်တိုင်းမှာဒါအမြဲတမ်းလို့ဂိုးရတယ်နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင် Everton လိုမျိုးဒါအိမ်ဝင်းမှာမာကျော်ချစ်လစ်တဲ့အသင်းမျိုးကိုဒါ Z2 ဆိုပြီးတော့ဒါအနိုင်တော့ရယူထားနိုင်ခဲ့တယ်အဲ့ဒီအနိုင်ရယူထားနိုင်တာကလည်းဒါနောက်ကျဂိုးနဲ့ပေါ့နောက်ကျဂိုးနဲ့ဒါဂိုးအပြတ်ရခဲ့တာပဲလီကို9ဂိုးရခဲ့တယ်ဒီ Leicester City ကို2ဂိုးရခဲ့တယ်ဘုံမောက်ကို2ဂိုးရခဲ့တယ်အမြဲတမ်းဒါဂိုးရထားပါတယ်ဒါပေမဲ့အဝေးကွင်းကစားရမယ့်ဒီ Aston Villa အသင်းကလည်းပဲတကယ်ကိုဒါတင်းဖောင်ကောင်းနေဗျာချန်ပီယံလိမှာဒီ PSG နဲ့ကိုထွက်ခဲ့ရတယ်ဆိုပေမဲ့ဒါတကယ်ကိုကောင်းမွန်တဲ့ခြေစွမ်းတွေပြပြီးတော့ကိုဒါထွက်ခဲ့ရတာတော့အပြစ်ပြောလို့မရဘူးချန်ပီယံလိကနေတကယ်ကိုခြေစွမ်းမကောင်းလို့ထွက်ခဲ့ရတဲ့အသင်းမဟုတ်ဘူးဗျာဒါလက်ခံပေးလို့ရတဲ့အနေအထားရှိတယ်ပြီးတော့ချန်ပီယံလိကနေထွက်ချင်းသူ့အနေနဲ့ဒါပြန်ပြီးတော့ဒီပရီးမီးယားလိမှာအာရုံစိုက်လာတဲ့အနေအထားမျိုးမှာလည်းပဲဒါန
နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုရင်တကယ်ကိုခြေစွမ်းကောင်းနေပါတယ်ဆိုတော့ဒီနယူကာဆယ်လိုမျိုးအသင်းမျိုးကိုအိမ်ဝင်းမှာ၄ဂိုးအထိကိုရအောင်စွမ်းဆောင်ထားနိုင်ခဲ့တယ်အဲ့တော့ဒီနေ့ကြေးကြောပေးထားမှုက level အပြည့်ရှုံးဆိုပြီးတော့ Man City ကြေးကြောပေးထားမှုအနေအထားမျိုးမှာလက်ရှိခြေစွမ်းအရာကိုကြည့်ရမယ်ဆိုလို့ရှိရင်ခြေစွမ်းပိုင်းကအင်ရှင်ကစားမဲ့ Man City ထက်အဝေးကွင်းအေဘီလာပို့ပြီးတော့ကို strong ဖြစ်တယ်လို့ကျွန်တော်ယူဆပါတယ်ပို့ပြီးတော့လည်းဒါပွဲစဉ်တိုင်းမှာလည်းပဲဒါကောင်းမွန်တဲ့ခြေစွမ်းတွေဒါတွေ့ရတယ်ဒါကွင်းလယ်မှာဆိုလို့ဆိုရင်လည်းပဲဒါတာလီမန်တို့ပြီးတော့အိုနာနာတို့ရှိတယ်တိုက်စစ်ပိုင်းမှာဆိုရင်လည်းပဲတကယ်ကိုရွေးချယ်စရာတွေအများကြီးရှိတယ်အိုလီဝက်ကင်းတို့ပြီးတော့ဒါရက်ဖိုတို့ရှိမယ်မာလန်တို့ရှိမယ်ဒီနေ့ယာတီဝက်ကမှာခေါ်ထားတဲ့ကစားသမားတွေဆိုရင်လည်းတကယ်ကိုဒါအဆင်ပြေနေတယ်အဲ့တော့ဒါ level အပြည့်ရှုံးဆိုတဲ့ပေးထားတဲ့အနေအထားမျိုးမှာကျွန်တော်ကတော့အဝေးကွင်း AB လာကိုပဲရွေးချယ်ပြီးတော့ကစားခြင်းပါတယ်ခြေစွမ်းပိုင်းကနှစ်သင်းလုံးညီတူအနေအထားမျိုးမှာဆိုရင်တော့မှပဲ Man City အိမ်ကွင်းကနေပြီးတော့ဂိုးရမယ်ဆိုရင်တော့မှပဲဒီအဝေးကွင်းအေဘီလာလည်းတိုက်စစ်ပိုင်းကဂိုးရအောင်ကစားနိုင်တယ် level အပြည့်ရှုံးဂိုးပေါင်း350ရှုံးဆိုပြီးတော့ဖွင့်ထားတဲ့အနေအထားမျိုးမှာလည်းနှစ်ဖက်သွင်းဂိုးတွေမြင်တွေ့ရနိုင်ဖို့ဒီလောက်ထိကြေးကလည်းခွာပြီးတော့ဖွင့်ထားတဲ့အနေအထားမျိုးကျွန်တော်ကတော့ဒါအဝေးကွင်းအေဘီလာကိုပဲရွေးချယ်ခြင်းပါတယ်အေဘီလာတရေနဲ့အနိုင်လို့ပဲယူဆပါတယ် Man City ရဲ့ခံစစ်ကြောင်းကလည်းအမားတွေများတယ် Man City ခံစစ်ကြောင်းအမားတွေဒါခဏတွေ့နေရတာဖြစ်တဲ့အတွက်ဒါအေဘီလာတို့ Man City ကိုဂိုးရဖို့ခဲရင်ပဲပွဲစဉ်တော့မဟုတ်ဘူးကျွန်တော်အေဘီလာရဲ့ body ကိုပထမအနေနဲ့ရွေးချယ်ပေးခြင်းပါတယ်ဒုတိယပွဲစဉ်ကတော့မြန်မာစံတော်ချိန်တနာရီ15မိနစ်မှာကစားကြမယ်လီဂူ1ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Nantes နဲ့ဒါ PSG ရဲ့ပွဲစဉ်လေးကိုပြောပြပေးပါမယ်ဒီပွဲစဉ်မှာဆိုရင်တော့အဝေးကွင်း PSG ကတော့1လုံး50ရှုံးဂိုးပေါင်းဈေးကတော့3လုံး50ရှုံးဆိုပြီးတော့ဖွင့်ထားတာကိုတွေ့ရပါတယ်အဲ့တော့နှစ်သင်းလုံးရဲ့လက်ရှိအနေအထားမှာဆိုရင်တော့ PSG ကတော့ဒီနေ့ရာသီအမှတ်ပေးမှာလည်းပဲလုံးဝရှုံးပွဲမရှိဘဲနဲ့ကို29ပွဲကစားထားတဲ့အနေအထားကိုရမှတ်89မှတ်အထိစုဆောင်းနိုင်ပြီးတော့ကိုဒီရာသီမှာလည်းဒါသူတို့ရဲ့လီဂူ1အမှတ်ပေးဖလားကိုလည်းပဲသိမ့်ပိုက်သွားနိုင်ခဲ့ပြီပဲပြောရတော့မယ်ပြီးတော့ဒီချန်ပီယံလိမှာဆိုရင်လည်းပဲဆီမီဖိုင်နယ်အထိကိုတက်လန်းထားနိုင်ခဲ့တယ်ဆီမီဖိုင်နယ်မှာအာဆင်နယ်နဲ့တွေ့ရမယ်ပေါ့ဒါပေမဲ့ရက်ကတော့လိုပါသေးတယ်ဒီကြားထဲမှာဒီ Nantes နဲ့ပြီးရင် Nice နဲ့ကစားရမယ်ပွဲစဉ်တစ်ပွဲကြံသေးတယ်ပေါ့အဲ့တော့ PSG ကလည်းဒီဟာဒီမှာလုံးဝရှုံးပွဲမရှိသေးတာဖြစ်တဲ့အတွက်ရှုံးပွဲမရှိဘဲနဲ့ဖလားရယူနိုင်တယ်ဆိုတော့စံချိန်မျိုးနဲ့ဖလားရနိုင်အောင်လို့သူကလည်းစူးစမ်းသွားလိမ့်မယ်ပြီးတော့တိုက်စစ်ပိုင်းမှာဆိုရင်လည်းပဲဒီဟာဒီမှာဒါ82ဂိုးအထိကိုရထားခဲ့တယ်29ပွဲကစားထားတဲ့အနေအထားမှာ82ဂိုးအထိရထားတဲ့တိုက်စစ်ကလုံးဝကိုဒါအဆင်ပြေပါတယ်ဒမ်ဘီလီတို့ဒီကာရက်စကာလီယာတို့လုံးဝအဆင်ပြေတယ်ဘာကိုလာတို့လုံးဝဒါတိုက်စစ်ပိုင်းကတကယ်ကိုဒါပွဲစဉ်တိုင်းမှာအဆင်ပြေနေတယ်ပြီးတော့အေရှီယန်ကစားရမယ့် Nantes ကဒါကစားခဲ့တဲ့ပွဲစဉ်တောက်လျှောက်ဆိုလို့ဆိုရင်အသင်းငယ်လေးတွေအချင်းချင်းမှာသူပြန်ပြီးတော့ဂိုးရအောင်စွမ်းဆောင်ထားနိုင်ခဲ့ပေမဲ့သူတို့ဒီအမပေးကဒါထိပ်သီးပိုင်းကအသင်းနေနဲ့တွေ့လို့ဆိုရင်ဂိုးပြတ်သက်တွေနဲ့ရှုံးထားတာတွေ့ရတယ်ဗျမာဆေးတို့မိုနာကိုတို့ပြီးတော့ဒါလိုင်ယွန်တို့လိုအသင်းမျိုးတွေကိုဒါဂိုးအပြတ်သက်တွေပဲပေးထားခဲ့ရတာအဲ့တော့တလုံး50ရှုံးပေးထားတဲ့အနေအထားမျိုးမှာအဝေးကွင်း PSG ကနေ90ရင်းပြီးတော့မနေရတဲ့အကြောင်းမရှိဘူးလို့ယူဆပါတယ်တလုံး50ရှုံးဆိုတော့ဒါတလုံးကတော့ကျင်းတွေပေါက်ကတော့ကြောပြီးတော့နိုင်ပါပဲအဲ့ဒါကြောင့်မလို့ကျွန်တော်တဝက်ရင်းရမယ်လို့ပြောတာပါနန်တက်ကဒါမာဆေးတို့လိုအသင်းမျိုးတွေကိုတော့မှပဲကိုအပြတ်အသက်တွေပြီးတော့မိုနာကိုတို့လိုအသင်းမျိုးတွေကိုဒါ6 9 9လောက်အထိကိုပေးထားရတာဖြစ်တဲ့အတွက် PSG လည်းပဲဂိုးသွင်းဖို့ရာခဲမဲ့ပွဲစဉ်တော့မဟုတ်ဘူးယူဆပါတယ်ကျွန်တော် PSG ရဲ့ body ကိုပဲရွေးချယ်ပြီးတော့ကစားခြင်းပါတယ်ဗျနောက်ထပ်တစ်ပွဲကတော့ကျွန်တော်တို့စပိန်လာလီဂါမှာဆိုရင်2ပွဲရှိတယ်ပေါ့ဗျာဗနီစီယာနဲ့ဒီအက်စပန်ညိုရှိမယ်ပြီးတော့ဘာစီလိုနာနဲ့မာရော့ကာရှိမယ်အဲ့2ပွဲတွေကကျွန်တော်ဒါအကြိုက်ဆုံးပွဲကိုပဲရွေးထုတ်ပေးမယ်နှစ်ပွဲလုံးကိုတော့ဒါဒီဗီဒီယိုမှာသုံးသက်ချက်ထည့်ခြင်းမှာထည့်မယ်ဒီ Telegram Channel မှာတော့ဒါဒီနှစ်ပွဲလုံးမှာဆိုရင်တော့နှစ်ပွဲလုံးရွေးချယ်မှုပါမယ်ဒီနေ့က4ပွဲပဲရှိတဲ့အတွက်အဲ4ပွဲလုံးကို Telegram Channel မှာကျွန်တော်ဒါအကြိုက်ဆုံးလေးတွေထပ်ပြီးတော့ဒါရွေးချယ်ပေးသွားမယ်ဗျအဲ့တော့ဒီဗီဒီယိုမှာကျွန်တော်ပြောပြပေးခြင်းတဲ့ပွဲစဉ်ကတော့ဗနီစီယာနဲ့အက်စပန်ညိုရဲ့ပွဲစဉ်လေးကိုပြောပြပေးသွားပါမယ်မြန်မာစံတော်ချိန်17နာရီခွဲအစောပိုင်းကစားကြမှာပေါ့အဲ့ဒီပွဲစဉ်လေးကိုပြောပြပါမယ်ဒီပွဲစဉ်မှာဆိုရင်တော့ဒါဘလန်စီယာအသင်းကတော့ level အပြည့်ရှုံးဂိုးပေါင်းဈေးကတော့2လုံး50ရှုံးဆိုပြီးတော့ကြေးဖွင့်လှစ်ထားတာကိုတွေ့ရပါတယ်အဲ့တော့နှစ်သင်းလုံးရဲ့လက်ရှိအနေအထားမှာဆိုရင်တော့ဒီနှစ်သင်းလုံးကဒါတန်းဆင်းဖို့ရလဲမပူရဘူးဒါသူ့အထက်ကဒီဥရောပဝင်ခွင့်တို့ဘာတို့တနေရာစာရဖို့လည်းပဲဒါလုံးဝမျှော်လင့်လို့မရဘူးအသင်းအလဲလက်ထဲမှာရောက်နေတဲ့အသင်းတွေရမှတ်အနေထားကလည်းဒါအတူတူပဲ38မှတ်တွေပဲအတူတူပဲဖြစ်တယ်ဒါနှစ်သင်းလုံးတိုက်စစ်ပိုင်းတွေကလည်းပဲအခုနောက်ပိုင်းမှာပြန်ပြီးတော့တော်တော်လေးအဆင်ပြေလာတာကိုတွေ့ရပါတယ်ဗလင်စီယာဆိုရင်လည်းပဲဒါအိမ်ဝင်းမှာဆိုလို့ရှိရင်အမြဲတမ်းလိုဒါဂိုးရထားခဲ့တယ်အခုနောက်ပိုင်းမှာဂိုးမရတဲ့ပွဲစဉ်ဆိုပြီးတော့ဒါမရှိပါဘူးနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တောက်လျှောက်9ပွဲကိုဒါအမြဲတမ်းလိုဗလင်စီယာဂိုးရထားခဲ့တယ်
ဒီရီယမထစ်တို့လိုအသင်းမျိုးတွေကိုတော့မှပဲအဝေးကွင်းကနေပြီးတော့2ဂိုးရအောင်ကစားထားနိုင်ခဲ့တယ်ပြီးတော့အဝေးကွင်းအက်စပန်ညိုကလည်းပဲတကယ်ကိုခုနောက်ပိုင်းမှာအဆင်ပြေပါတယ်နောက်ဆုံး9ပွဲမှာဒီမာရော့ကာနဲ့တပွဲကိုပဲရှုံးထားခဲ့တယ်ကျန်တဲ့ပွဲစဉ်တွေမှာတပွဲတည်း3ပွဲအနိုင်ရခဲ့တယ်နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်ဆိုရင်ဂီတာဖေးကိုအိမ်ဝင်းကဒါ1-0အနိုင်ရထားခဲ့တယ်ပေါ့အဲ့တော့ဒီနှစ်သင်းက level အပြည့်ရှုံးဆိုပြီးအိမ်ဝင်းကနေပြီးတော့ပြက်ပြက်တသားကြေကြော်ပေးထားရခဲ့တယ်အိမ်ဝင်းအားသာချက်ရှိတယ်ဆိုပေမဲ့ကိုဒီအက်စပန်ညိုကလည်းပဲဂိုးသွင်းအားရှိတဲ့အသင်းတစ်သင်းပဲနောက်ဆုံးသူအနိုင်ရထားခဲ့တဲ့3ပွဲမှာဆိုရင်စုစုပေါင်းဂိုးသွင်းအားက9ဂိုးထိရှိထားခဲ့တယ်တကယ်ကိုဒါတိုက်စစ်ပိုင်းအဆင်ပြေထားခဲ့တယ်ပေါ့အဲ့တော့ဒီပွဲစဉ်ကဒါ body ဈေးက level အပြည့်ရှုံးကြေးပေးထားတော့အိမ်ရှင်ကလည်းချင်းတွေပေါက်ဒါဂိုးရနိုင်ချေရှိလို့ပြက်ပြက်တသားကြေးဖွင့်လှစ်ထားပုံရပါတယ်အဲ့တော့နှစ်သင်းလုံးရဲ့တိုက်စစ်ပိုင်းတွေကအခုနောက်ပိုင်းမှာတကယ်ကိုဂိုးတွေရနေတာဖြစ်တဲ့အတွက်ဒီပွဲစဉ်ကိုလည်း body ဈေးကိုသူနိုင်မယ်ကိုနိုင်မယ်ရှင်ကြည့်မယ်အစားကျွန်တော်ဂိုးပေါင်းဈေးဘက်ကိုပဲတစ်ချက်ကြည့်ပြီးတော့နှလုံး90ရှုံးအနေထားမှာဂိုးပေါ်ကိုပဲရွေးချယ်ပေးချင်ပါတယ်ပထမပိုင်းနေကိုဒီပွဲစဉ်တွေကဒါဂိုးတွေအစောပိုင်းမှာပေါ်သွားမဲ့ပွဲစဉ်လို့ပဲယူဆပါတယ်ပထမပိုင်းနေကို1-1တို့ဘာတို့ကနေကြည့်ရလောက်မဲ့အနေထားရှိပါတယ်ဗလင်စီယာလည်းဒါအိမ်ကွင်းဂိုးသွင်းအားရှိတယ်လို့အဝေးကွင်းအက်စပန်ညိုကလည်းဒါအမြဲတမ်းဂိုးရနေတာဖြစ်တဲ့အတွက်အလဲအလက်ထဲမှာရောက်နေတဲ့အသင်းတွေဖြစ်တဲ့အတွက်တန်းဆင်းရမှာလည်းမပူပါဘူးအဲ့တော့ဒါအဖွင့်သဘောမျိုးနဲ့ပဲပရိသတ်တွေကိုဖျော်ဖြေပြီးတော့ကစားသွားမဲ့ပွဲစဉ်လိုပဲယူဆပါတယ်နှလုံး90ရှုံးကတော့ကျွန်တော်ဒီပွဲစဉ်ကိုတော့ဂိုးပေါင်းအပေါ်ကိုရွေးချယ်ပေးခြင်းပါတယ်โอเคအဲ့တော့ဒီနေ့မှာလည်းကျွန်တော်အကြိုက်ဒါ3ပွဲအထိရွေးချယ်ပေးထားတာဖြစ်ပါတယ်အကြိုက်ချင်းထပ်တူကြရဆိုရင်တော့လိုက်ပြီးတော့ကစားပေးပါဒါအခုရက်ပိုင်းတွေမှာတော့ကျွန်တော်ရဲ့ရွေးချယ်မှုတွေကလုံးဝအဆင်ပြေနေပါတယ်ကိုယ့်ရဲ့အကြိုက်တွေနဲ့ဒါထပ်တူမကြဘူးဆိုရင်တော့ဘက်ကန်ပြီးတော့လည်းကစားပါလို့ဒါပြောချင်ပါတယ်ပြီးတော့ဒါညီကိုတွေကိုဒါအမြဲတမ်းလို့ကြော်ညာပေးနေကြတဲ့အတိုင်းဒီနေ့မှလည်းထပ်ပြီးတော့ပြောရမယ်ဆိုရင်တော့ကျွန်တော်စီမှာ online betting အနေနဲ့ဘလုံးပွဲတွေကိုအကောက်ဖွင့်စော်ကစားခြင်းနဲ့ဆိုရင်တော့ငွေရေးကြေးရေးဒါ 100% ယုံကြည်စိတ်ချစွာနဲ့လာရောက်ပြီးတော့အကောက်ဖွင့်စော်ကစားနိုင်ပါတယ်အကောက်ဖွင့်စော်ကစားရဲဆိုရင်တော့ဒါ K9 win website မှာကစားရမှာဖြစ်ပါတယ် website အတွင်းမှာမြန်မာဘာသာတွေနဲ့အားလုံးရှင်းလင်းပြောပြပေးထားတာဖြစ်တဲ့အတွက်လုံးဝလွယ်ကူရိုးရှင်းပါတယ်ပြီးတော့ကိုကိုတိုင်းငွေသွင်းကိုကိုတိုင်းငွေထုတ်စနစ်နဲ့သွားတာဖြစ်ပါတယ်ဂျာကန် agent လုံးဝမရှိပါဘူး24နာရီဝန်ဆောင်မှုအပြည့်နဲ့အချိန်မရှိပေါ့ဗျာဒါမိုးလင်းပိုင်း3နာရီ4နာရီကစားချင်တာပဲဖြစ်ဖြစ်ငွေသွင်းချင်တာပဲဖြစ်ဖြစ်လုံးဝအဆင်ပြေတဲ့ဂျာကန် agent မရှိဘဲနဲ့ကိုယ်တိုင်ငွေသွင်းကိုယ်တိုင်ငွေထုတ်ဖြစ်တဲ့အတွက်အဆင်ပြေပါတယ်ပြီးတော့ဒါ website အတွင်းမှာဘောလုံးပွဲတွေကစားမယ်ဆိုရင်တော့မလေးကြီးဟောင်ကောင်ကြီးမြန်မာကြီးယူရိုကြီးကြေး၄မျိုးလောက်နဲ့ကိုကြိုက်တဲ့ကြေးတွေနဲ့လှည့်ပြီးတော့ဒါကစားလို့ရပါတယ်ကြေးအသာစီဒါဇအသာတွေနဲ့ကစားနိုင်မှာပါပြီးတော့ကျွန်တော်အခုပြောသလိုမျိုး online betting အနေနဲ့အကောက်ဖွင့်ပြီးတော့မကစားတတ်ဘူးကြေးတွေနားမလဲဘူးဆိုတဲ့ညီကိုတွေအတွက်လည်းပဲကျွန်တော်ဒါအဆင်ပြေရအောင်လို့အပြင်ကြေးဖွင့်ပေးထားပါတယ်အပြင်ကြေးကိုလည်းပဲဒါညနေပိုင်း4နာရီကနေပြီးတော့မိုးလင်းအထိဒါကစားနိုင်ပါတယ်အကောက်လုံးဝမရှိပါဘူး website မှာရတဲ့ဇအတိုင်းပြန်ပေးသွားမှာပါအဲ့တော့ဒါအကောက်ဖွင့်ပြီးတော့ကစားချင်တာပဲဖြစ်ဖြစ်အပြင်ကြေးကစားချင်တာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့အခုဗီဒီယိုရဲ့အောက်မှာချပေးထားတဲ့ Viber တို့ Telegram တို့နံပါတ်တွေကိုဆက်သွယ်လာနိုင်ပါတယ်ပြီးတော့ကျွန်တော်တို့ K9 win နဲ့အတူလက်တွဲပြီးတော့လေ agent အဖြစ်လောက်ကင်လို့ရပါတယ် agent အဖြစ်လောက်ကင်မယ်ဆိုရင်တော့လစာ commission 30%အပြင်လစဉ်လည်းပဲအပိုစုတွေပေးသွားမှာပါဒါကြောင့်မို့တကယ်စိတ်ပါဝင်စားတယ်ဆိုရင်တော့ကျွန်တော်ရဲ့အခုချပေးထားတဲ့ Viber Telegram နံပါတ်တွေကိုဆက်သွယ်လာခဲ့ပေးပါအသေးစိတ်တစ်ခုချင်းရှင်းလင်းပြောပြပေးသွားမှာဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးကြတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အခုလိုမျိုးရွေးချယ်မှုဗီဒီယိုတွေကိုအများအားတင်ပေးနေတဲ့ကျွန်တော်ရဲ့ YouTube Channel ကိုလည်း Subscribe မနှိပ်ရသေးရင် Subscribe နှိပ်ပြီးတော့အားပေးခဲ့ကြပါဦး TikTok ကြည့်နေတဲ့ညီကိုတွေလည်းပဲဒါအပေါင်းလေးနှိပ်ပြီးတော့အသေးလေးတွေလည်းနှိပ်ပြီးတော့အားပေးခဲ့ကြပါဦးဗျအားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ရွေးချယ်မှုမှာပြန်လည်ဆုံတွေ့ပါမယ်ဟုတ်ကဲ့ကျွန်တော်ကတော့ကြိုးကြီးပါ